အားလုံးပဲမင်္ဂလာပါရှင်။နေ Audio Book Channel လေးမှာကြိုဆိုပါရရှင်။ခုနေ့ဖတ်ပြပေးမှာကတော့ဆရာမကြီးခင်ခင်ထူရေးသားသောပကွက်ကြားဝိထုတို့များစာအုပ်ထဲမှာဝဲကြိုပွဲဆိုတဲ့ဝိထုတို့လေးပဲဖြစ်ပါတယ်ရှင်။အားလုံးပဲနားဆင်ခံစားပေးကြပါအောင်ရှင်။ဘာကြီးဖိုးထိန်တယောက်ဒီကနေ့တနေ့လုံးအလုတ်ရှုံနေလိုက်ပုံများမနဲ့လင်းကလေးကထမင်းအောင်ဖြောင်းအောင်မစားရပါဘူးကလေးတွေကတငုံငိုတရီလှုပ်တာနဲ့ပဲစိတ်ကလေးတော့ကြားဘူးနာဝါဖုံးမှာဟဲ့ဆိုပြီးရွမြောက်ဖက်ဓမ္မရန်ထွက်လာခဲ့တယ်ပါလာတဲ့ရေလဲပစိုးဟောင်းကြီးတဲ့ကျုံရသမျှဓမ္မရွက်ကြောက်တွေထမ်းလာခဲ့ရတာကိုကတော်တော်ပင်ပန်းလာပြီဓမ္မရွက်ကလေးလာလို့မဟုတ်ဘူးအသက်ကလည်းကြီးပြီဟာကို80ကျော်လို့90တွင်ခြေတစ်ဖက်နင်းဆိုတဲ့အိုကြီးအိုမှာမဟုတ်လားသင်းမင်းကမျက်စိမှောင်နေလို့သာလေသူနဲ့ရွယ်သူတွေတေးကြလာပေါ့ဇလက်ကုန်းရွာကရောင်ရင်ကြီးဗခိုင်နောင်တမြန်မနစ်ကစုံသွားရှာပြီသူနဲ့ကိုနဲ့ကအသက်ချင်းဘာကွာလို့တော့ကိုရင်ဝစ်ဘဝတော့ကရွှေရင်မှာကြောင်တကြောင်နဲ့သာတဆရာတဲ့အတွက်တီဥဒရနဲ့ဇလက်ကုန်းနှစ်ရွာကြားကရွှေရင်မှာကျောင်းဆရာတော်ဥသိခိတာစီမှာကာကြီးရေကကာကြီးရေချာကာကြီးရေလုံးကြီးတင်ကြည့်ခဲ့ကြရတာရန်မင်္ဂလန်ဒွါရတဟိမင်္ဂလာတုတ်ကအစပရိတ်ကြီးအစုံပုံမှာပါကျုံငယ်ရတာသင်မုံကြီးကောအောင်သေစာရှင်စာအတူအန်းလာခဲ့ကြတဲ့ငယ်ပေါင်းရောင်းရင်ကြီးတွေတယောက်နဲ့တယောက်ခေါ်ကြတာတောင်ငထိန်ငခိုင်းနဲ့ကိုရင်လူထွက်ကြတော့လေတနေ့တဲ့တစ်ချိန်တည်းပါအဲ့ဒီနေ့ကဇလက်ကုန်းရွာကမောင်ဘခိုင်မိပါများကတားကလေးလူဝဲလဲခွင့်ပြုဖို့ဆရာတော်ထံလာလျှောက်တန်ကြတော့မောင်ဖိုးထိန်တရားဥဒရရွာပဲကစုံဆိုင်ပြေးချလာတယ်ဘာမပြောညာမပြောနဲ့ကိုရင်ဝေကြီးနဲ့မအေးရင်ခွေနဲ့ခေါင်းခွေဝင်တဲ့ပြီးငိုတာပဲငခိုင်ကိုသူ့မိတို့ကလူထွက်ခိုင်းပြီကျုပ်ကိုလည်းလူဝဲလဲပြီးတော့ဆိုတဲ့ပြီးစိုးကြီးလို့တော့မိဘများမှာတားကလေးပစင်းတက်ပေးဖို့စိတ်ကူးရင်းထားတာကလေးဖြတ်လိုက်ရတယ်။ကျောင်းကိုလိုက်လာတဲ့ပြီးဖိုးထိန်ကိုလူဝဲလဲခွင်တောင်းတော့ဆရာတော်ကပြုံးတယ်။ကျုပ်ကထင်းသားပဲကုသလာသာလူဝဲလဲရင်တော့ဟောဒီနန်တော်ကနေမှာမဟုတ်ဘူးလို့ဖိုးထိန်ရဲ့ဘွဲ့အမိကထပ်စင်နူးကိုယူတာဆိုတော့ကိုရင်နန်တော်ဘခိုင်ရဲ့ဘွဲ့အမိကခိုင်ကိုယူလို့ကိုရင်ကုတာကိုဒါပေမဲ့အဲ့ဒီကိုရင်ဘွဲ့တွေကအဲ့ဒီနေကပဲသူတို့ဘဝမှာနေထီတန်အဆုံးသက်သွားတာပါပဲသူတို့ရှင်လိန်ပြန်ကြတော့အသက်တွေက15နှစ်သားအရွယ်လူပြိုမပေါက်တော့ပေါက်တောင်ဖြစ်နေကြပြီကိုရင်ဘဝတုန်းကဆုံးခံရတာစာအံရတာကြောင်ဝေယဝိဆာလောက်ရတာကလွဲလို့ဘာမှပင်ပင်မမှန်မလုပ်ရတဲ့ဖိုးထိန်နောက်တနေ့ကစပြီးမိဘလက်ငုပ်ရတဲ့ကိုင်းနဲ့ဆင်းရတော့တာပဲမိဘများခမတအားရတာပေါ့တာပစင်ကလေးမြင့်သေးခြင်းလုံးလို့အထက်ဘဝပို့ပါတယ်ဒင်းကမြင့်တဟာဆိုပြီးအောက်ခုံဆင်းတဲ့ကောင်ကိုထွန်းစမ်းဟဲ့ရာကျဲစမ်းဟဲ့ပြောင်းခိစမ်းဟဲ့ပဲတစ်နှစ်ကုန်တစ်နှစ်ဆန်းနွားနယ်ဖက်လို့ရုံငယ်ရတဲ့ဘဝတွေဆိုတာများဘာကြီးဖိုးထိန်တယောက်အမော့အပန်းကလေးဖြစ်ရင်ငငယ်ကအเจ้าတွေစီစိတ်ကရောက်သွားတာပါကတင်းကလေးချင်းတင်းနေရှိတာနဲ့ပဲဗန်ခွက်ထဲထိုးဆိုင်ထားတဲ့ပြောင်းမှုဖက်စိတ်လိတ်ကြီးဆွဲယူတဲ့ပြီးမိညီလိုက်တယ်၄-၅ကလောက်ဇက်တိုက်ဖွာလိုက်မှပဲကရင်းချင်းကလေးပြေးသွားရဲ့အသက်ကလေးရလာတော့ငယ်ဘဝတွေကိုပိုးပြီးများအောက်မေ့နေမိသလားမပြောတတ်ပါဘူးဒီနေ့မနက်ကလေးကဓမ္မရွက်6ထုပ်ကြီးဘေးမှာချပြီးငခိုင်ကိုတတိယချက်တော့ငထိန်ရေဟေးငထိန်မီတင်ကုတ်ထဲတင်မလင်ငွေထိုင်းပြီးထမင်းညံငယ်ဖဲ့စားနေတဲ့ကိုဖိုးထိန်တယောက်ကိုဘခိုင်အတန်းကြောင်ထိတ်ခနဲဖြစ်သွားရတယ်ဒီကောင်မိုးကြီးချုပ်ခါမှာဇလက်ကုန်းကနေဘာကိစ္စများကုလာရပါလိမ့်ပေါ့ခေကာလာကလည်းကောင်းတာမဟုတ်ဘူးစင်မီကုံဘက်ကဂျပန်တွေဒီဘက်ရွာပဲလာတတ်ပါပြီတဲ့တော့ကြာဂျပန်ကင်းလေအဖွဲ့နဲ့တို့နေမှဖြစ်ကိုဖိုးထိန်တို့လူပြိုကြီးဖားဖားမှာစစ်ကြီးဖြစ်နေပြီဂျပန်စစ်တပ်တွေကမြင်းညံမှာရောမြေတော်မှာရောမြစ်စိတ်တကဂျပန်စစ်သားတွေချထားလိုက်တာကြမ်းကြမ်းရိုက်လို့တိုင်းရေးပြီးစိတ်မအေးရတဲ့အထက်ဒီကောင်အတင်းရဲလိုက်ပုံကတမောက်ကိုဖိုးထိန်တယောက်ထမင်းစလုံးကြီးကိုပဲမော်စင်ဝလုံးစုံမော်လှန့်တင်တဲ့ပြီး
ထမင်းနေဟင်းနေပေးကြမ်းနေတဲ့လက်ကြီးတန်းလန်းနဲ့ပဲပြေးထွက်လိုက်တယ်ဖားခိုင်ကတော့ဓာရှိကြီးတလက်ဆလွယ်တိုင်းပြီးအိမ်ပေါက်မှာမမကြီးရက်လို့ဟိတ်ကောင်ညာကြီးမင်းကြီးကွာမင်းမို့လာတယ်မင်းနဲ့တော့ခတ်တာပဲငခိုင်ရခတ်တာတွေဘာတွေအသာထားလိုက်စမ်းကိုလူငါတိုင်မင်းစရာရှိလို့လာတာဘာတော့ကွာငါမနက်ကမြင်းညံရောက်တယ်ဒီလိုကွာဖားခိုင်ပြောတဲ့တပေါင်စကားကယုံရခက်ကြီးပေမဲ့တဘာဝကြနေသေးတော့တာပါဂျပန်နေချိရှုပ်နေတဲ့စစ်ကြီးကာလအတွင်းမှာကိုဘိုးထိန်တို့နယ်ကလူတွေလည်းအများကြီးတူဒဏ်ခံကြရတာပါပဲစစ်ကြီးတန်းဆိုတာကအမြောက်တွေဘုံတွေတနက်တွေတဒုံဒုံတတိုင်းတိုင်းအထုခံကြရတာမှမဟုတ်ပါဘူးခေအခါကမကောင်းတော့ကုန်စည်တွေအကူအတန်းမရှိတော့စားရည်ဝေးရည်နေရည်တွေကပါလိုက်ပြီးကြက်တဲတော့တာပေါ့တကယ်ကိုအသေးချက်အနေချက်ကာလကြီးဆက်ပြတခဲတန်တချောင်းရွာကိုရောက်ဖို့တောင်ခဲရင်တဲ့အချိန်ပြီးကြတဲ့လူတွေယောဂဗျာထူပြောလာကြတာလည်းပါတယ်လူတော်များများအိုင်းအနာကြီးတွေပေါက်ကြတယ်ဖက်ကွက်နာပေါ့ကာလာဝမ်းယောဂလိုပလိတ်ယောဂလိုယောဂဆိုးကြီးတွေကလည်းမထင်ရင်မထင်သလိုမဟုတ်လားရှာပါပါဝိရတဲ့အထည်ကလေးတွေမှာလည်းအဝိချုပ်ရိုးတွေကြားတဲ့တွဲကပ်နေတဲ့အဝိတန်းကြီးတွေဆိုတာများဥတွေအပြစ်လိုက်တန်းစီလို့မိမတွေခေါင်းကတန်းဦးကဘဲဟုတ်လိမ့်မလို့အသားတွေကလောက်ထွက်ဆိုတဲ့စကားလိုကိုပေါ်မှာလဲတန်းနေတရွရွနဲ့လူကြီးပဲအစိုးဆုံးကတော့ရားနာတွေပေါက်ကြတာဝဲတွေပေါက်ကြတာပဲညင်းနေဓာတ်တွေဆိုတာကလည်းတီးထားလို့ပိုးမွားကကူးတဲ့ယောဂတွေဆိုတော့အနာဇက်တွေကဓာတ်လိုက်သလိုကွင်းဆက်နဲ့လိုက်ပွားနေတော့တာမနဲ့နဲ့ညတောင်မတူဘူးခြေသလုံးကြီးတွေဆိုတာများဝက်ပအိုင်ကြီးတွေထားပြီးရောင်ကိုင်းနေတော့တယောက်ဒီလိုကြည်နေကြရတာတနေရာကစရလို့ကုတ်ရရင်ကုတ်လက်စာမဆုံးတော့ဘူးသွေးတွေဆိုတာပေါက်ကြနေတာတောင်အရာကပြေးတာမဟုတ်ဘူးစိတ်လွတ်ကိုလိုကုတ်ပြီးလို့ဆက်လာပြီးဆိုတော့လဲငရံ့ပြလူအောနေရတာပါရက်တောင်လေးနဲ့တပြန်းခတ်သူကခတ်မြစ်ထဲရေပြေးစိန်သူကစိန်ဝဲဒုက္ခများလိုက်ပုံများတော့ပြောတော့မပြောချင်ပါဘူးနောက်တော့ဝဲကိုလက်နဲ့ကုတ်ရတဲ့နီးတဲ့ကောင်းတဲ့နီးတွေ့လာကြတယ်လူများပြောပါတယ်ကိုကြတတကြောင်ရှားကြတာကြီးပေါ့ဘလို့လို့ရင်အရသာခန်းကောင်းမလဲတွေးကြသူကြီးပဲဝဲမိုရလာပြီဆိုရင်ညကန်းနာကရှင်စည်းတွေဘွက်ပုတ်တွေနှုံပုတ်တွေနဲ့ဝဲရှိသမျှနေရအကုန်လူးကြတယ်တခါတရံများတပြင်းပြင်းနဲ့သွေးတဲ့သားတွေကရားစိတ်တက်လာရင်အယိုးပေါအောင်ရတာကလားချက်ချင်းဘွက်အိုင်နဲ့ဟိုငနဲ့ဆင့်တဲ့ပြီးလှိမ့်ကြရတော့တာပါရှင်လေးလက်ခုပ်ကြီးနဲ့ကောလူးပြီးရင်အသင်ဖိုးထားတယ်မိဖို့ပဲပြေးပြီးရှင်ချောက်အောင်မိခင်ရတယ်မိပြင်းပြင်းနဲ့ကက်လို့ရှင်တွေတပြင်းပြင်းနဲ့ကြွရွာလာပြီးဆိုတော့ရှင်ချောက်အချက်လိုက်ကိုအဲ့ဒီကြမှာစိတ်စီလက်စီတစ်ဖက်ချင်းခွာချရတယ်ကွာကြသွားတဲ့ရှင်ချက်တဲ့အရာဓာတ်တွေပါသွားတော့တာပါရှားသမျှဝေဒနာတွေပျောက်ယုံနေမကဘူးအရသာရှိချက်တော့ဘာနဲ့မှမလဲနိုင်မောင်းဆိုတဲ့အထက်ကပေါ့ကျွာကိုစင်မီကုံဘက်ကဂျပန်တွေအုပ်လိုက်ဝင်းတဲ့နေတုန်းကကိုခိုးတိန်တယောက်ကြောက်လွန်းလို့ဒူးများတုံးလို့ကိုမြင်နေကြလူမျိုးမဟုတ်တာကတကြောင်ဘာမှမသိပဲဂျပန်ဆိုတဲ့အချိန်ဝါကြီးကတကြောင်လက်ထက်ကတနက်ကြီးတွေကတကြောင်ပါဇက်ကကိုနားမလဲတဲ့စကားတွေတဝူတဝဝနဲ့အော်ဟစ်မမ်းမဲ့နေတဲ့အတန်ဆိုးကြီးတွေကတကြောင်ပေကိုဘိုးတိန်ဖြစ်အကြောင်းတွေကိုတောင်ရေးတွက်မပြနိုင်ပါဘူးရွာလဲညောင်မင်းကြီးအောက်ကမောင်းတူနဲ့ထုလိုက်ရင်ဥရရတရွာလုံးရှိသမျှလူကုန်ကလေးမကြမ်းခွေးမကြမ်းအရောက်ပြေးကြရတယ်အိမ်ထဲပါတဲ့ကပ်ပုံနေရခဲ့တာဂျပန်များတွေ့ရင်ပါရိုက်နားရိုက်တာကျန်းတာထားမတော်လို့ကြောက်ကြတနတ်နဲ့ထချိန်လိုက်ရင်ဆိုတာကိုကြောက်ကြရတကူယောက်ျားတွေဒီဘက်မှာတန်းစီမိန်းမတွေဟိုဘက်သွားကိုကလေးတွေကိုခေါ်ထားကြမငိုစေနဲ့မျက်စိမနှောက်စေနဲ့မြင်းညံထညက်ပွဲယုံကပွဲစားကြီးဦးချမ်းသာရဲ့သားလှမောင်ကဂျားကနေမြမလိုပြော့ပေးနေလို့တော်တော့တာပါကိုဘိုးထိန်တို့လူစုခိုးဘက်ဒီဘက်ကတ်လိုက်ကြရတယ်ဂျပန်သုံးကောင်ကအရှိကနေလက်သီးလက်မောင်းတန်းပြီးအော်ဂျင်ယာအော်ပြီးရင်ဟုတ်တာမဟုတ်တာထားလှမောင်ကမြမလိုဘာသာပြန်တယ်ဂျပန်ကတူတူပြောတာကိုသူကရှီချင်းရှိနေတာလည်းရှိတယ်မင်းတို့အထဲမှာမာစတာတွေကိုတော်လန်မဲ့အကောင်ရှိသလားတဲ့ရှိရင်ဖော်ရမယ်မာစတာကြီးတို့ကမင်းတို့အိမ်တွေမှာရှားလို့ဖွေလို့မတင်ငါတာတွေ့လာရင်
တဆွေလုံးတစ်မျိုးလုံးမတတ်တာဘူးလို့ပြောနေတာကဲရှိသလားရှိရင်ဖော်ကြစမ်းကိုဖိုးထိန်တို့မှာဂျပန်ကိုထချဖို့ထင်ထားဘာမဟုတ်ညာမဟုတ်မတင်ကားစရာတစ်ခုတွေ့သွားရင်ပဲကိုကျိုးနဲ့ရကြီးဆိုပြီးဖះကိုအာယုံပြုနေရတော့တာပါဒီကြားထဲမှာရလိုက်တဲ့ဝဲကဆိုတာစစ်ခနဲအကျိုးနဲ့ဂျပန်ရှိကြမှာဝဲကဝဲစွမ်းနေပြပါရောလားဟဲ့ဟိုအကောင်ဘာလုပ်နေရလဲကိုဖိုးထိန်ရင်တွေထုံးကနေစောင့်ခုံသွားတယ်လှမောင်ကအော်တော့ဂျပန်တယောက်ကပြူကနေလှဲ့ကြည့်လိုက်တာကိုတခါတော့သွားရောဟာကို့ပြောတာများလားလို့မော့မကြည့်ဝင်ဘူးမျက်စိတွေလည်းပြာကနေစိတ်ကနေဘသူများပြောနေတာပါလေခါစမ်းကိုဖိုးထိန်နဲ့နှစ်တန်းကျော်ကတင်ခွေးပါလားဖះတနက်နဲ့ပြစ်လိုက်ရင်ကိုရှိကြီးမှာတင်ခွေးကမရက်မဖြစ်လို့ထရက်လိုက်တယ်ဂျပန်ကသူ့ရင်ဝကိုလှန်စွကြီးနဲ့ထောက်ထားတော့သေးများတောင်ထွက်လို့ဘာလို့လှုပ်ထားလဲပြောစမ်းလာမောင်ကငေါငန်းနေတာကိုတင်ခွေးခမတော်တော်နဲ့မဖြေနိုင်ရှာဘူးသူ့လက်မောင်းကဝဲနာတွေကိုတုံတုံရင်ရင်နဲ့လှမ်းပြတယ်ဒီတော့မှဝဲတွေကပိုးလို့တောင်ရွထားလာလိုက်တာတကိုယ်လုံးကိုကူးရောဝဲရလို့ပါထစ်နေတော့တာပါဂျပန်ကသဘောပေါက်သွားပုံမျိုးနဲ့ခေါင်းငိန်လိုက်တာကိုတွေ့ရတော့မှကိုဖိုးထိန်တရားဟင်ချရတော့တာလေဂျပန်နေရွာကပြန်ထွက်သွားတော့တရွာလုံးဘာလုပ်ကြလဲမှတ်တော့ကိုအိမ်ကိုမပြန်နိုင်ကြသေးဘူးညောင်မင်းကြီးအောက်ထိုင်ပြီးဝဲကုတ်ကြတော့တာပဲတင်းခွေးကအဆိုးဆုံးပေါ့ကုတ်လိုက်စမ်းဆိုတာများသူမမဟုတ်ပါဘူးလာသမျှလူတွေအကုန်ကုတ်ကြတာဆိုတာဝဲကုတ်ပွဲကြလို့ဟောဒီဝဲတွေကလူများလာရင်သူရချင်းဗျလူရှုပ်ရင်သူကုတ်ချင်ဗျာတင်းခွေးစကားကြောင့်လူတွေအုံကနေပွဲကြသွားကြတယ်ဒီစကားကအခုထိရွာမှာပုံခိုင်းကြတော့ရဲကြရတော့ဘိုးတော်ကတော့ရဲရဖို့ထင်းထားလို့ဝဲကြောင်ဘလောက်ဒုက္ခများရတယ်ဆိုတာပြောမယုံကြုံမှုမှတီးဆိုသလိုကိုဒီလောက်ဝဲဒုက္ခနဲ့ရင်ဆိုင်နေကြရတဲ့ကြားတွေကကိုဖိုးထိန်တို့ရွာကလေးစီကိုတကန်တကအသေးလာတဲ့ဘခိုင်ရဲ့တပေါင်းကအမြ мян ကြီးကိုပြန့်သွားတော့တာပါငှက်ကြီးတောင်ဓာကြီးလွဲထားတဲ့ဘခိုင်ကသူကြလာတာကိုပြောတယ်ငင်းကြံတနယ်လုံးပြောနေကြတာပဲရပြီးနေကျင်သလားကားပြီးသေးကျင်သလားတဲ့ကဲငထိန်ရဒီတပေါင်းကတော်တော်ကိုကြောက်စရာကောင်းတယ်အခုငါတို့ရွာကလူတွေမှာတရားအောင်မှဝဲမပေါက်ကြဘူးဝဲတာမပေါက်တာသေးလိုက်ကြစမ်းဆိုတာများကွာတနေ့မှမသားမချရတဲ့နေမရှိဘူးအဲ့ဒါဟာငါတော့ဒီလိုလုပ်ချင်တယ်ဖားခိုင်သေးလာတဲ့တပေါင်းစကားအတိုင်းသာဆိုရင်ကိုဖိုးတိန်တို့ဝဲပေါက်တဲ့သူတွေကမှဟုတ်သေးတော့ရပြီးနေရတာကကားပြီးသေးရတာတဲ့ကောင်းပြီတကူတစ်ချိန်လုံးဒုက္ခပေးခဲ့တဲ့ဝဲကိုဒီတပေါင်းနဲ့ကြမှာကြံဖန်ကျေးဇူးတွေတင်ရသည်ဝဲမပေါက်တဲ့ဇလကုန်းတရွာလုံးကားပြီးသေးရမှာဆိုတော့ဝဲပေါက်ချင်ကြလွန်းလို့မျက်စိမျက်စံအပြူသားနဲ့ပေါ့ဒီတော့လေဘခိုင်ရဲ့အကြံဉာဏ်တွေအတွင်းတရားဝဲလက်ဆင့်ကမ်းမှုစီစဉ်ကြတယ်တရွာဝဲကြိုရမယ်ပေါ့ဝဲကြိုတဲ့ပွဲလုပ်ကြဖို့ရွာလူကြီးတွေကစီစဉ်ကြတော့တာပဲအဲ့ဒီနေ့ကဇလကုန်းရွာကအိုးစီပုံမောင်းတွေနဲ့ရွာလုံးကြိုထွက်လာလိုက်ကြတာလူတန်းကြီးကိုမျက်စိတစုံဝဲကြိုလာကြတာသေးရမှာကြောက်တာကိုလိုက်မကြိုရင်ကိုဝဲမပေါက်မှစိုးရသေးတာကိုဦးသေးဦးမွာမိတွေနဲ့ကခလေးမကြံချီပိုးပြီးဝဲကြိုထွက်လာလိုက်ကြပုံများဂျပန်ခေကြီးထဲမှာဒီလောက်စီတဲ့ပွဲမျိုးဒီတပွဲကျုံခဲ့ရဆိုသလိုပါပဲဟိုရွာဒီရွာကလူတွေတဲကဝဲမပေါက်သေးတဲ့လူတွေကလည်းဒီပွဲတဲ့ဝင်းနှဲလိုက်ကြသေးတော့ဘာပြောကောင်းမလို့ဝက်ကိုကွဲကြရောပဲဥရိယရွာကဝဲလက်ဆောင်ပေးရမယ်သူတွေကလည်းဝဲနာတွေကပြီးတဆိုးဆိုးသွေးတယိုယိုကြားတဲ့ကဝိခါစားကဖီးကလိမ့်ကနဲ့ပျော်လိုက်ကြပုံများတခင်မှာတခါဆိုသလိုတနယ်လုံးပြောစမှတ်ကိုဖြည့်လို့ဝဲခံရှိသူကတောင်ကုန်ရှိနေသေးတော့ဝဲအခုခံရမယ်သူကအောက်ကြရတော့မယ်အတိုင်းအထုပါအေးတာရတဲ့ဥဒရာဆိုတဲ့ရွာကလေးစီကိုမကွာမဝေးမြန်မကြာမနေတာပါလူသူစုယုံကျွန်တော်များဇလကုန်းကဆွေမျိုးပေါင်းဖော်တော်သမျှလူကြီးလူရွယ်လူငယ်ရွှေသွေးခလေးမကြမ်းလာရောက်အကျိုးထောက်ခရီးများပေါက်ခဲ့ပါပေါ့အเจ้าမဟာထောက်လိုက်တော့တောင်းစကြောလာတတိုက်ကနတ်များဒေဝအသေးချာနမိတ်တပေါင်ပေးလိုက်တာကြောင့်ရံဘဝဝေးကွာပအောင်လို့ဖះတရားတန်ငါဆိုတဲ့ယရနာသုံးပါဥထိတ်မှာထားပါလို့
ကဲဆိုနေကြားရော့မဟဲ့ဝဲကြိုချဆိုလားမိတ်ဆွေတင်ကဟာအပေါင်းတို့ခမညာရွာစော်မောင်အိုးရဲ့တန်ဝါကြောင်ကြီးနဲ့ခွန်းထောက်ဆိုလိုက်တဲ့အတန်ကြီးဟာဥရိယတရွာလုံးလောမတက်ရပါဘူးဟိမ့်ဟိမ့်ထသွားတော့တာပါပဲရွာလဲညောင်မင်းကြီးအောက်မှာဂျပန်တွေလာတော့ကအတိုင်းဥရိယတရွာလုံးကလူတွေဆိုတာတအုံနဲ့ခစ်ပြက်တစ်ခါပြက်ကြီးတယ်ပြောလိုက်ရပုံများအိုးစီထိုးဘက်တွေတထုံထုံထူပြီးကတဲ့သူကကလဲတဲ့သူကလဲကွဲတဲ့သူကကွဲဥရိယရွာကလည်းကြည်ကြည်နက်နက်ကြီးဝဲလက်ဆောင်နေပေးလို့ဇလက်ကုန်းကလည်းလူလူချင်းချင်းနဲ့ပဲဝဲလက်ဆောင်ကိုယူလို့အပြန်မှာလည်းလူတန်းကြီးဆက်လို့ကိုဖိုးထိန်တို့ကိုဘခိုင်တို့ကာလာသားလူပြိုတတိုက်မှာလည်းဒီဝဲကြိုပွဲမှာအစွန်ထုတ်ကြတဲ့ကုန်းအောင်ကိုင်းအပြိုကျောကိုကြီးကန်တောင်းမအောင်ရှားရတော့တာပေါ့ကုန်းအောင်ကိုင်းသာပြောတာသူလဲဝဲနေပဲတပြင်းပြင်းကုတ်နေရသူဝဲကကုန်းအောင်ကိုင်းလဲဘယ်ချမ်းသာပေးမှာတော့ဘာကြီးဖိုးထိန်တယောက်အတွေ့တဲ့နှစ်ဝင်ရင်းနဲ့ပြုံးလိုက်မိတယ်သူ့အိမ်သူမချစ်တင်ကိုလည်းမျက်စီထဲကွက်ခနဲ့မြင်လိုက်မိရဲ့မချစ်တင်ကဇလက်ကုန်းသူအုံထူထူသပင်ရှိကြီးကိုဂျိုးတုံးကလေးနှစ်ဖက်ထုံးလို့ရင်းဆဆနဲ့မချစ်တင်ကအဲ့ဒီတုန်းကဝဲမပေါက်သေးတဲ့ရွာကကိုလှတာပေါ့ချော့တာပေါ့ဒါပေမဲ့ဝဲမပေါက်လို့ကတရားမှာကြောက်တဲ့လူတွေထဲမှာမချစ်တင်ကလေးလည်းအပါအဝင်ကိုစိုးရိမ်နေတဲ့မျက်နှာကလေးနဲ့အားငယ်နေတဲ့ဟန်မန်ကလေးကကိုဖိုးထိန်အသေးနှလုံးကိုဒုတ်ဒုတ်ထိသွားရောပြောပါတော့သိမကြပါဘူးမချစ်တင်လဲဝဲတွေပေါက်လာရောပေါက်လိုက်တာမှတကူလုံးအချစရာတောင်မရှိဘူးဆိုသလိုပဲဝဲနာတွေတဆူဆူနဲ့ကြားကကိုဖိုးထိန်နဲ့မချစ်တင်တို့ညားကြရတာပါလူကြီးဆောင်ရနဲ့တောင်းရန်ပြီးကောင်းကြီးအောင်ပေါင်းကျွေးပြီးမချစ်တင်ကိုဥရိယရွာသူအဖြစ်အတိအမှတ်ပြုလိုက်ကြတာနှစ်ပေါင်းအောင်ကြာပေါ့ဝဲဘူးသားလို့ရွာကရဲစရာမောစရာပြောင်းခဲ့စခဲ့တာကိုလည်းမှတ်မိပါသေးရဲ့ဂျပန်အပြေးမှာကျွဲနှကောင်ဘုံတွေလာကျဲလို့ဘုံညင်းနဲ့ဘိုက်ကြီးတစ်ပြဲပြဲနဲ့ဝင်းပုံခဲ့ရတာကိုလည်းသတိရမိပါရဲ့ခလေးတွဲလောင်သားတွဲလောင်နဲ့ဘူဒီဘက်သည်လဲတဲ့ကိုင်းတဲ့ပဲနှုတ်ကောက်သိန်းကောင်းနဲ့တပင်တပန်ရှာခဲ့ရရှာတာကိုလည်းအောက်မေရဲ့အခုတော့မချစ်တင်တယောက်မရှိရှာတော့ပါဘူးအသက်80ရွယ်မှာပဲပန်းနာရင်ကျက်နဲ့ဆုံးသွားရှာခဲ့တယ်မချစ်တင်ကိုကိုဖိုးထိန်ကမြစ်တာချီချောင်းပြောဖို့ဆိုဖို့မြောက်ပင်ပေးခဲ့တဲ့ငယ်တငယ်ချင်းရောင်ရင်ကြီးဘာခိုင်အောင်ဆုံးသွားရှာပြီကိုဘာကြီးဖိုးထိန်တယောက်ပြောင်းမှုဖက်လိုက်ကြီးပဆောင်မှာခဲ့ထားရင်သူရောင်ရင်ကိုဘခိုင်ကြီးကိုတတိယလွမ်းစွန့်နေလိုက်ပုံများသူ့ရှေ့မှာမိရှို့ထားတဲ့တမရွက်6တွေလည်းပြားဖြစ်ကုန်ပါပြီဒီတမရွက်ပြားတွေကိုစင်အင်ုံကြီးတစ်လုံးနဲ့ကျုံထည့်လိုက်တယ်ပြီးတော့အုံးစီကိုထည့်မွေးလိုက်တယ်မဲနဲ့ပြည့်ချွဲနေတဲ့ဆေးကိုကြည်ရင်ဘာကြီးဖိုးထိန်ပြုံးလိုက်မိတယ်ဒီဆေးတပုံဖော်ရတာဘာမှခဲရင်တာမဟုတ်ဘူးငွေလည်းမကုန်ဘူးအချိန်လည်းမကုန်ဘူးတမရွက်နဲ့အုံးသီးဆိုတာကတော့ရွာမှာဘဲကားဖြစ်ဖြစ်ရတာပဲဒါပေမဲ့ဒီဆေးကဝဲလူဆေးဘာကြီးဖိုးထိန်အဖို့တော့တန်ဖိုးရှိတယ်လေဒီနေ့ကြကမှဘလို့ဖြစ်တယ်မသိဘူးဘဲကားမှဝဲမကြိုရပါပဲနဲ့ပောက်လိုက်ကြတယ်ဝဲတွေနှစ်ပေါင်း50လောက်ပျောက်သွားရကအခုစိုက်မစင်ဘုံမစင်ထပေါက်လာကြတာဘာကြီးဖိုးထိန်ရဲ့မြေးကလေးတွေဆိုတာများရေချိုးဖို့အင်ကြီးချွတ်ပေးတော့မယ်ဆိုရင်ငိုတော့တာပဲအသာဖြည်းဖြည်းတလွာချင်းကလေးခွာချတာတောင်ထွန်းထွန်ကိုလူးလို့ရေမိုးချိုးပြီးရင်ဒီတမရွက်ပြားချဝဲလူစေးကလေးလူးပေးရတယ်တမဆိုတာအခါကအရာတတ်တာတယ်အုံးစီကတော့အနာကင်းသေးတယ်လို့ဘာကြီးဖိုးထိန်ကယူဆပြီးသူ့ဟာသူဖော်လိုက်တဲ့ဆေးပါဂျပန်ခေတ်တုန်းကတော့လူစရာလည်းမရှိပါဘူးဒီလိုဆေးမိတို့ပဲပေါ့ဝဲတက်ကလည်းတိတ်တော့မကြားလိုက်ပါဘူးစင်မီကုန်းကဂျပန်နေပြေးတယ်ဆိုတော့ဝဲတွေလည်းအလွာလိုက်ခွာကျသွားတာအံ့ဩစရာဟောငမြေးတွေရေချိုးပြန်လာပြီဘာကြီးဖိုးထိန်ကဆေးရင်တုံးကလေးကိုမယူပြီးခရင်ကြီးပေါ်တက်ထိုင်လိုက်တယ်အဝတ်ပတ်ထားတဲ့ဒုတ်နဲ့ဆေးရင်တုံးကိုနာမွေရင်းမြေးတွေကိုတကောင်စီခရင်မော်လာဖို့ခေါ်ရောကဲလာကြငမြေးတွေဝဲသေးလူကြရအောင်ကျုပ်မလူးချင်ဘူးဗျလူပြိုမပေါတော့ပါအောင်မြေးအကြီးကောင်ကညင်းတယ်ဟေးဘာဖြစ်လို့တော့ကွာဟာအဘဆေးတွေကတကူလုံးမဲ့ချိန်နေတာကိုဗျကျုပ်အဝတ်တွေပါပွားကုန်တာ哦ဟဲ့ဒါကတရက်2ရက်ရဲ့မင်းတကူလုံးအနာဆက်တွေပွားကုန်ရင်ပို့ဆိုးတော့မှာပေါ့လာခဲ့လူးလက်မလူးဘူးဗျာဝဲရတာကုတ်လို့ရတယ်အဘဆေးတွေလူးလိုက်ရင်ဝဲတောင်ကုတ်ချင်တယ်လို့ကုတ်လို့မရတော့ဘူး
ပျောက်လဲပျောက်တာမဟုတ်ဘဲနဲ့ဘာကြီးဖိုးတိန်တယောက်တမဆေးကအင်ုံကြီးနာမှာငုတ်တုတ်ကြီးကြံရိတ်ခဲ့တယ်သူဆေးကိုဘသူကမှလည်းအာကိုတကြီးမလိမ့်ကြပါဘူးမြေးတွေကအလူမခံတော့ကိုဟာကိုဖော်တဲ့ဆေးကိုဟာကိုပြန်လူရတော့တာပါပဲဆေးလိမ့်ရင်ကပြုံးဆိုသူတို့ငယ်ငယ်ကတပေါင်းကိုသတိရလိုက်မိတော့ငခိုင်တယောက်ဝဲမပေါက်လို့များတေလီရော့သလားလို့ရှောင်းတောင်တောင်တွေးလိုက်မိသေးရဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်